အားလုံးပဲဆရာရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗုဒ္ဓဟူသားသမီးများမထိမနေဝမ်းသာပွဲကကံကောင်းခြင်းမင်္ဂလာစကားစတာတွေကိုမိတ်ဆွေကြားကျင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနားထောင်ပေးပါခင်ဗျာကောမန့်မှာလည်းမိတ်ဆွေစိတ်ထဲမှာထိချင်ရကိုယုံကြည်စွာရေးသားပြီးဆုတောင်းလိုက်ပါဗုဒ္ဓဟူသားသမီးများကတော့မိသားစုအိမ်တွင်ရေးကိစ္စများအဆင်ပြေလာလိမ့်မည်နေအိမ်တွင်10 ရက်10လအတွင်းမင်္ဂလာကိစ္စအလူတန်းကိစ္စများပြုရတတ်ပါတယ်မိသားစုအတွင်းကာလရှည်ရာထစ်ပေါ်နေသောအစင်မပြေမှုများသဘောထားကွဲလွဲမှုများပြေလည်သွားပါလိမ့်မည်ထူးခြားချက်မှာ10 ရက်သို့မဟုတ်10လအတွင်းမိမိတို့နေအိမ်၌မင်္ဂလာပွဲများအလူတန်းများနဲ့ပျော်ရွှင်စရာကောင်းသောပွဲလမ်းသဘင်များကျင်းပရတတ်ပါသည်အိမ်တောင်စုအတွင်းနှွေးထွေးမှုပြန်လည်ရရှိမိအတိတ်ကောင်းများမြင်တွေ့နေရပါသည်အလေပတ်ခရီးပျော်ပွဲစားခရီးများတွားရခြင်းဝမ်းသာစရာကြည်နူးစရာကိစ္စရပ်များကြုံရခြင်းတရင်ကောင်းတရင်ထူးများကြားရခြင်းဖြစ်တတ်ပါမယ်အမွေကိစ္စအိုးရိမ်မြေနေရာကိစ္စများအဆင်ပြေပါမည်အလုတ်ရှာဖွေနေသူများအင်တာဗျူးဖြေဆိုထားသူများမကြခင်အလုတ်ရရှိပါလိမ့်မည်စက်တူလုပ်ငန်းများအကျိုးပေးပါမည်မိမိကိုမခေါ်မပြောဖြစ်နေသူများကပြန်လည်၍ခေါ်ပြောလာပါလိမ့်မည်အဆက်အသွယ်ပြတ်နေသူများနဲ့အဆက်အသွယ်ပြန်ရမည်မိမိသွားခြင်းသောနေရာဒေသနဲ့အပျော်ခရီးများသွားခွင့်ရမည်အရင်းနှီးဆုံးမိတ်ဆွေများနဲ့ပြန်လည်ဆုံတွေ့ရမည်ချစ်ရတဲ့သူတွေအတွက်ခက်တက်အချိန်ပေးပါစိတ်အင်းချမ်းပျော်ရွှင်မှုကိုရရှိပါလိမ့်မည်ခင်ဗျာပညာရေးကိစ္စများကောင်းမွန်ပါသည်အဆင့်တိုးတက်နိုင်ွယ်ရှိသည်ကျမ်းမာရေးလည်းကောင်းမွန်ပါမယ်ကျောင်းသူကျောင်းသားများတင်တန်းတက်နေသူများအတွက်ဉာဏ်ပွင့်လမ်းမည့်အချိန်ဖြစ်သည်စာမေးပွဲနှင့်ပြန်ပွဲများတွင်အဆင့်ကောင်းကောင်းဖြင့်အောင်မြင်နိုင်ခြင်းရှိပါသည်ကျမ်းမာရေးထွေထွေထူးထူးစိုးရိမ်ရခြင်းမရှိဘဲခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေပါမည်စိတ်ချမ်းသာမှုကြောင့်လူလဲပိုမိုလန်းဆနေပါလိမ့်မည်အခြေရေးကိစ္စတွေကတော့စိတ်ချမ်းသာရမည့်အချိန်ဖြစ်သည်ချစ်သူနဲ့နီးစပ်ခွင့်ရရှိမည်အချစ်စစ်နဲ့စုံရနိုင်ဝေးရှိသည်အိမ်တော်ရေးလဲတာယာပါလိမ့်မယ်သားသမီးရခင်ကံလဲမြင်နေပါတယ်ရခိုင်ကအထင်မှားအမြင်မှားဖြစ်သည်အဆက်အသွယ်ပြတ်နေသူများစိတ်ကောက်နေသူများကမိမိထံသို့ကိုယ်ရန်ကိုယ်ကြပြန်လဲဆက်သွယ်လာပါလိမ့်မည်လွမ်းဆွနေရသောမိတ်ဆွေဟောင်းများနဲ့ပြန်လဲဆုံတွေ့ရခြင်းခင်မင်မှုအသစ်ပြန်လဲတီးဆောက်နိုင်ခြင်းတို့ကြုံရပါမည်အလုတ်အကောင်မှာတော့စကားပြောဆိုဆက်ဆံရေးကြောင့်အလုတ်တွေအောင်မြင်မဲ့အပတ်ဖြစ်ပါတယ်ကုန်သွယ်မှုလုပ်ငန်းတွေအထူးကောင်းပါတယ်ဝေခွဲမရဖြစ်နေတဲ့ကိစ္စတွေရှိရင်ဒီအပတ်ထဲမှာပဲပြက်ပြက်သားသားဆုံးဖြတ်ချက်ချလိုက်ပါအလုတ်ရှာဖွေသူများအင်တာဗျူးဖြေဆိုထားသူဖြစ်စေအလုတ်တစ်လျှောက်ထားသူဖြစ်စေမကြခင်သတင်းကောင်းကြားရပါမည်မိမိနဲ့တင့်တော်သောယာဒုဌာနကိုရရှိပါလိမ့်မည်စက်တူလုပ်ငန်းတဦးတဲ့လုပ်ငန်းချင်းထက်ယုံကြည်ရသူများနဲ့စက်တူ share ထည့်ဝင်လုပ်ငန်းချင်းတို့ကပိုမိုအကျိုးမြတ်ထွန်းစေပါမည်အမွေနဲ့အိုးရင်အမွေဆိုင်ကိစ္စများမြင်းနေရအယောင်းငွေတိုးမဟုတ်နေအိမ်ပြူပြင်ပြောင်းလဲခြင်းကိစ္စများတွင်လည်းအနောက်ရှက်ကင်းစွာအောင်မြင်ပါလိမ့်မည်ငွေကြေးပိုင်းဆိုင်ရာတွေကတော့ကြံကြာနေတဲ့ငွေကြေးတွေပြန်လာတတ်ပါတယ်ရှယ်ယာယင်းနှိမ့်မြုပ်နှံမှုတွေအတွက်ကံကောင်းတဲ့အချိန်ပါပဲအလုံးများလူပင်ပန်းနေသည်များကိုဖြေဖြောက်ပေးမိအလဲပတ်ခရီးစဉ်များပျော်ပွဲစားခရီးများပေါ်ပေါက်လာပါလိမ့်မည်မိမိတောခြင်းသောနေရာဒေတာများသို့တွားခွင့်ရမည်ထေ၍ထိုခရီးစဉ်မှာတဆင့်ကြည်နူးစရာသတင်းထူးများကိုပါကြားရတတ်ပါတယ်အထူးရရအနေနဲ့ကတော့ရွက်လက်ပံဒါမဟုတ်အစိမ်းကောင်ရှိတဲ့အညွန့်တွေကိုဖျားမှာကတ်လို့ပါငှက်လွတ်ပေးလိုက်ပါဒါကတော့မိတ်ဆွေတို့လည်းလိုက်လုပ်လို့ရမယ့်ရရထစ်တာမို့လို့ယုံကြည်ပြီးလိုက်လုပ်စေချင်ပါတယ်ယခုလိုကံကောင်းခြင်းတွေရရှိနေချိန်မှာမိမိချစ်ခင်ရသူတွေမိသားစုဝင်တွေအတွက်အချိန်တီးတန်ပေးဖို့မမေ့ပါနဲ့သူတို့နဲ့အတူအချိန်ကုန်ဆုံးခြင်းကတင့်နေစိတ်ပိုင်းဆိုင်ရာစွမ်းအိမ်ကိုပိုမိုပြည့်ဝစေပြီးကံစရာကိုပိုမိုတောက်ပါစေပါလိမ့်မယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြတာပေါ့